ဒီဇလန်လေးကတော့တောင်ပေါ်ရွာလေးတစ်ရွာကမိန်းကလေးငယ်လေးတစ်ယောက်နဲ့အိုက်ကြောက်ကျာလို့ခေါ်တဲ့စူပါဝက်ကြီးတစ်ကောင်တို့ရဲ့တန်ရောစဉ်အကြောင်းနဲ့စတင်ထားပါတယ်။ကောင်မလေးတစ်တီးစားခြင်းရင်အိုက်ကြာကသူ့ပလတောင်တောင်ခန္ဓာကိုယ်ကြီးနဲ့တစ်ပင်ကိုဝင်တိုက်ပြီးတစ်တီးကျွေအောင်လှုပ်ပေးတတ်တယ်လို့ငားစားခြင်းရင်လည်းရေထဲကိုအရှိန်နဲ့ခုန်ဆင်းပြီးဖမ်းပေးတတ်ပါတယ်။ကောင်မလေးအိတ်ချင်လာရင်လည်းအိုက်ကြာရဲ့အိတ်စိတ်နေတဲ့ဘိုက်ပူပူကြီးပေါ်မှာပဲတုံးလုံးလဲအိတ်လိုက်ယုံမှာပဲသူတို့နှစ်ယောက်ဟာတရိတ်ဆန်တဲ့လူသားထက်မိသားစုဝင်တွေလိုမျိုးကိုတန်ရောစဉ်ကြီးကြတာပေါ့။ဒါပေမဲ့တနေ့မှာတော့ဧည့်သည်အချို့ရွာကိုရောက်လာပြီးအိုက်ကြာကိုမြင်မြင်ချင်းပဲသဘောကျသွားကြပါတယ်။အဲ့ဒီနောက်မှာတော့ကောင်မလေးရဲ့အဖိုးဖြစ်သူကကောင်မလေးစိတ်မကောင်းမဖြစ်စေဖို့အတွက်လူတူဝေးတဲ့နေရာကိုခေါ်သွားပြီးအိုက်ကြာကိုသူတို့စီကနေခေါ်ထုတ်သွားတော့မယ်ဆိုတဲ့အကြောင်းပြောပြပါတယ်။ပြီးတော့ကောင်မလေးကိုနှစ်သိန်းနဲ့အနေနဲ့ရွှေဝဲရုပ်လေးတစ်ရုပ်လက်ဆောင်ပေးခဲ့တာပေါ့။ဒါကိုကြားလိုက်ရတဲ့ကောင်မလေးဟာငိုယိုပြီးအိုက်ကြာကိုရှာဖို့တောင်ပေါ်ကနေဝုန်းတိုင်းကျဲဆင်းပြေးပါတော့တယ်လမ်းမှာအိုက်ကြာကိုတင်းသွားတဲ့ကားကြီးကိုတွေးလိုက်ရလို့အသက်အန္တရာယ်ကိုတောင်ဂရုမစိုက်ပဲအနောက်ကနေအပြေးလိုက်ပြီးကားပေါ်ကိုအမိရခုန်တက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမျက်နှာဖုံးဆွတ်ထားတဲ့တပြအဖွဲ့တစ်ဖွဲ့ကားနဲ့ရောက်လာပြီးခါဖြတ်ပိတ်ရက်ကအိုက်ကြာကိုလူဖို့ကြိုးစားပါတော့တဲ့ကောင်မလေးကအိုက်ကြာရဲ့နာမည်ကိုအော်ခေါ်လိုက်တဲ့အခါအိုက်ကြာကကောင်မလေးစီကိုဝမ်းသာအားရပြေးလာပြီးသူတို့နှစ်ယောက်အတူတူထွက်ပြေးကြတာပေါ့။မရင်းကြီးတဲ့မြို့ပြကြီးထဲမှာလမ်းပြောက်ပြီးရှောက်ပြေးနေတော့အိုက်ကြာလဲကျသွားပြီးဓာပြတွေရောအိုက်ကြာကိုလိုက်ဖမ်းနေတဲ့စီးပွားရေးသမားရက်ဆက်တဲ့လူဆိုးတွေပါရောက်လာကြပါတယ်။လူဆိုးတွေကအိုက်ကြာကိုမေးစေးတနက်နဲ့ပြစ်တဲ့အချိန်မှဒါပဲမျက်နှာဖုံးစွတ်ဓာပြတွေကထီးတွေနဲ့ကာကွယ်ပေးပြီးကောင်မလေးနဲ့အိုက်ကြာကိုကယ်ထုတ်ပေးခဲ့ပါတယ်။တကယ်တော့ဒီမျက်နှာဖုံးစွတ်အဖွဲ့ဟာတရိတ်ဆန်ကာကွယ်စောက်ရှောက်ရေးအသင်းကလူတွေဖြစ်နေတာပါ။သူတို့ကအိုက်ကြာရဲ့နားမှာလှုပ်ဝက်ကင်မရာတစ်လုံးတက်ဆင်ပြီးတရိတ်ဆန်တွေကိုနှိပ်စက်နေတဲ့စီးပွားရေးသမားအုပ်စုရဲ့တပ်တွေကိုရိုက်ကူးခြင်းလို့ကောင်မလေးကိုကူညီဖို့သဘောတူညီချက်တောင်းပါတယ်ပြီးရင်အိုက်ကြာကိုတေချာပေါက်ပြန်ကဲပေးမယ်လို့လည်းကတိပေးတာပေါ့ကောင်မလေးကဒီအစီအစဉ်ကိုသဘောမတူပေမဲ့ကြားထဲကစကားပြန်ကကောင်မလေးသဘောတူပါတယ်ဆိုပြီးလိမ့်လဲဘာသာပြန်ပေးလိုက်တာကြောင့်အိုက်ကြာတယောက်လူဆိုးတွေလက်ထဲကိုနောက်တစ်ကြိမ်ပြန်ပါသွားရရှာပါတယ်။မောင်မဲနေတဲ့တာတက်ဆက်ယုံအချင်းထောင်ကြီးထဲမှာအိုက်ကြာခမရရက်ရက်ဆက်ဆက်နှိပ်စက်တာကိုခံရရှာပါတယ်။အိုက်ကြာရဲ့မျက်လုံးတွေထဲမှာမျက်ရည်တွေပြည့်နေတာတောင်လူဆိုးတွေကတော့သူ့ရဲ့အသားရည်သွေးကိုစမ်းသပ်ဖို့နှီးမျိုးစုံနဲ့ညှဉ်းပန်းနေကြတာပေါ့ကံကောင်းတာကတော့အဲ့ဒီအဖြစ်ပြက်အားလုံးကိုအိုက်ကြာရဲ့နာကလှုပ်ဝက်ကင်မရာကမှတ်တမ်းတင်နိုင်ခဲ့ပါတယ်အိုက်ကြာကိုကယ်ဖို့စက်ယုံတဲ့အထိလိုက်လာတဲ့ကောင်မလေးဟာအလုတ်သမားတစ်ယောက်ကစူပါဝက်ကြီးတွေကိုတတ်ဖို့လုပ်နေတာနဲ့တိုးပါတော့တယ်မကြခင်မှာပဲအိုက်ကြာကိုလည်းတတ်မဲ့ဆက်ထဲထည့်ဖို့လုပ်တဲ့အခါကောင်မလေးကငိုယိုပြီးမလုပ်ဖို့တောင်းပန်ရှာပါတယ်အဲ့ဒီအချိန်မှာစက်ယုံပိုင်ရှင်မိန်းမကြီးရောက်လာပြီးအလုတ်သမားကိုဆက်လုပ်ဖို့မျက်ရည်ပြလိုက်တဲ့အတွက်ကောင်မလေးကသူ့ဖိုးပေးလိုက်တဲ့ရွှေဝက်ရုပ်လေးကိုထုတ်ပြီးဒါနဲ့အိုက်ကြာကိုပြန်ဝယ်ပါရစေလို့အတနာခံပါတယ်စက်ယုံပိုင်ရှင်ကရွှေစစ်ဖြစ်ကြောင်းတေချာအောင်ကြိုက်ကြည့်ပြီးတဲ့နောက်မှာတော့လောဘဇောနဲ့သဘောတူလိုက်ပြီးအိုက်ကြာကိုပြန်ပေးလိုက်ပါတယ်ဒါနဲ့ပဲကောင်မလေးဟာအိုက်ကြာကိုခေါ်ပြီးစက်ယုံထဲကနေထွက်လာခဲ့ပေမဲ့အနောက်ကဝက်တွင်းထဲကတော့ဝက်တွေကိုတတ်နေတဲ့တနတ်တန်တွေကတတိုင်းတိုင်းနဲ့ထွက်ပေါ်နေတော့မှာပဲအဲ့ဒီအချိန်မှာဝက်မိဘနှစ်ကောင်ဟာသူတို့ရဲ့ရင်သွေးဝက်ကလေးကိုလွတ်မြောက်အောင်လျှက်စစ်တန်စူးကျိုးတကားကိုအတင်းတုံဖွင့်ပြီးအပြင်ကိုကန်ထုတ်ပေးလိုက်ပါတယ်လုံခြုံရေးတွေလှည့်ကြည့်တဲ့အချိန်မှာတော့ဘာမှမတွေးလိုက်ရပါဘူးဘာလို့လဲဆိုတော့အဲ့ဒီဝက်ကလေးကိုအိုက်ကြာကသူ့ရဲ့ပါးစပ်ထဲမှာလှုပ်ဝက်ပြီးဝက်ပေးထားလို့ပါကောင်မလေးကတော့မျက်ရည်တွေဝဲရင်တာသမီအတွက်အသက်ပေးခဲ့တဲ့ဝက်မိဘနှကောင်ကိုလှည့်ကြည့်ပြီးစိတ်မကောင်းစွာနဲ့ထွက်ခွာလာခဲ့ပါတော့တယ်။စက်သိန်းပိုင်းမှာတော့ကောင်မလေးနဲ့အိုက်ကြာတို့သူတို့ရဲ့တောင်ပေါ်နေအိမ်လေးကိုဘေးကင်းကင်းနဲ့ပြန်ရောက်သွားကြပြီးအခုဆိုရင်သူတို့ဘေးနားမှာချစ်စရာကောင်းတဲ့ဝက်ကလေးတစ်ကောင်မှအတူတူပျော်ပျော်ရွှင်ရွှင်ရှိနေကြပါပြီဗျာ။